ဒီတစ်ခေါက်တော့ဟင်းတစ်မျိုးတည်းနဲ့ထမင်းမိန်စီတဲ့စိတ်နံရိုးကိုလုံးဝညှိနှံ့မထွက်ဖဲနဲ့မွေးကြိုင်နေအောင်ချက်ပြမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုချက်ပြမလဲဆိုတာလေးကိုစက်ကြည့်ပေးကြပါဦးခင်ဗျာဒါကကျွန်တော်စိတ်နံရိုးနဲ့ပဲနဲ့ချက်ဖို့စိတ်ပဲချက်ဖို့အတွက်ပြင်ဆင်ထားတာလေးဖြစ်ပါတယ်စက်သွန်ပြူစက်သွန်နီဂျင်းတေချဘိုးကရဝေဒါကကျွန်တော်အချက်မဆလာဖြစ်ပါတယ်ဒါကကျွန်တော်နနွင်းအယောင်တင်စားချုံမုံဒါကတော့ကျွန်တော်စိတ်နံရိုးဖြစ်ပါတယ်ဒါကကျွန်တော်ကလဘဲကိုတညရေစိမ်ထားတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါဆိုရင်စီတက်ပြပါမယ်ခင်ဗျာစိတ်နံရိုးလေးကိုစားစနွင်းအချိုမုံနဲ့တေချာလေးလုံးစုပ်ပြီးတော့နေထားပါမယ်စိတ်နံရိုးကိုစေးတာမှာအဓိကပါပဲခင်ဗျာစိတ်နံရိုးကိုစေးတဲ့အခါမှာကျွန်တော်တို့တံမြာသီးကိုသုံးပြီးတော့စေးပါတယ်ရှာလကာကြီးကိုသုံးပြီးတော့စေးပါတယ်နှစ်ထပ်လောက်စေးပစ်လိုက်ပါတယ်ဒါဆိုရင်စိတ်ရဲ့အညီနဲ့နေအားလုံးပျောက်သွားပါတယ်ခင်ဗျာအားလုံးပျောက်သွားပြီးတော့ရေစစ်ပြီးတော့မှကျွန်တော်စားချုံမုံနနွင်းနေထားပါတယ်ခင်ဗျာဒါကပြင်းတော်တင်ရွက်ပါအိုးရဲကိုစီထည့်ပြီးစီဆူလာတဲ့အခါဂျင်းကိုအရင်ဆုံးစီတက်ပါတယ်ဂျင်းမွေးလာပြီဆိုတဲ့အခါကြက်သွန်ပြူထည့်ပြီးတော့စီတက်ပါတယ်နှစ်ခုလုံးမွေးလာပြီဆိုတဲ့အခါမှာတေချဘိုးကရဝေးကိုစီတက်ပါတယ်အားလုံးမွေးလာပြီဆိုတဲ့အခါမှာကျွန်တော်ကြက်သွန်နီကိုထည့်ပါတယ်ဒီနေရာမှာကြက်သွန်နီကိုဟိုးရှေ့မှာစပြီးတော့စီတက်တဲ့ထဲမှာမထည့်ပါဘူးခင်ဗျာပြီးတဲ့အခါမှာနနွင်းအယောင်တွေကိုတော့ပို့ထည့်ခဲ့ပါတယ်အချင်းမဆလာအားလုံးကိုစီတက်ပြီးသွားတဲ့အခါပြည့်တော်တင်ရွက်ထည့်ပါမယ်ခင်ဗျာပြင်းတော့တင်ရွက်လဲစီတက်ပြီးတော့မှုေးသွားပြီဆိုတဲ့အခါမှာကျွန်တော်တို့အရသာတွင်းထားတဲ့စိတ်နံရိုးကိုထည့်ပြီးတော့လုံးပါမယ်စီတက်တဲ့အချိန်မှာရေလုံးဝမထည့်သေးပဲနဲ့ကျွန်တော်စိတ်နံရိုးကိုအထက်အောက်တေချာသမအောင်မှုေးပြီးတဲ့အခါမှာစိတ်နံရိုးလုံးသွားပြီဆိုတဲ့အခြေအနေကြမှာကျွန်တော်တို့ပဲစထည့်ပါမယ်ခင်ဗျာဒီနေရာလေးမှာလည်းတစ်ချက်အရေးကြီးပါတယ်ကျွန်တော်အမွှေးနဲ့သားအားလုံးစီတက်ထားတဲ့အနှင်းနဲ့ကျွန်တော်ဒီအသားအားလုံးကိုလုံးပြစ်သွားအောင်ထိဆက်သွားအောင်လို့တေချာသမအောင်နေပါမယ်ခင်ဗျာရေလုံးဝမထည့်သေးတာတောင်မှပဲအသားအရေထွက်တာနဲ့အနှဲငယ်ရေလေးရှိနေပါတယ်အဲ့တော့ကျွန်တော်ဒီအချိန်လေးမှာကလဘဲထည့်ပါမယ်ခင်ဗျာကလဘဲကိုတညရေစိမ်ထားတဲ့ဟာလေးဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်အနက်အရသာနဲ့ပြည့်စုံပြီးတော့လုံးဝညှိနှမ်းမရှိပဲနဲ့အရန်ရသာရှိရဲ့စိတ်နံရိုးပဲဟင်းလေးရပါပြီဒီတစ်မျိုးတည်းနဲ့ပဲထမင်းနဲ့စားရင်တော့အရန်စားကောင်းတဲ့ဟင်းလေးမလို့လွယ်လွယ်ကူကူချက်လို့ရတဲ့ဟင်းလေးမလို့ကျွန်တော်ချက်ပြလိုက်ခြင်းဖြစ်ပါတယ်ကိုယ်တိုင်အိမ်မှာချက်စားကြည့်ကြပါအရန်ရသာရှိပါတယ်ဗီဒီယိုဆုံးထိကြည့်ရှုပေးတဲ့သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်